တကောင်တိုင်းကျမသည်သူကိုနေရေးထိုင်ရေးစားရေးတောင်ရေးကျမ်းမာရေးစသည့်အဓိကအချက်ကြီးတွေကိုပြုပြင်ပြောင်းလဲပြရန်အနောက်နိုင်ငံသားတွေနဲ့စံနမူနာပြကအကျေတဝင့်စိတ်ပါလက်ပါစေတနာထက်သန်စွာနဲ့ပြောလိုက်တယ်။နောက်တနေ့မနက်စောစောစေတိုက်အသွားတွင်စေတိုက်ဆရာဝန်မကစီ၍စာတစောင်းပေးတယ်။ညကကျမစီမအပြန်စာရေးပြီးမနက်ကျမလာရင်ပေးရန်စောစောကပို့ထားနေနေဝေဒနာကိုဆိုင်းငံ့ဖို့အကျင့်မလုပ်ဖို့ရနဲ့ကျမ်းမာရေးကိူဆိုင်ရန်အထက်ထက်ပြောလိုက်သည်ကိုဤစာနှင့်ရေး၍ကတိပေးလိုက်ပါတယ်။မတင်စကားပြောရသမျှတွင်ညကပြောရခြင်းသည်ကျွန်တော်၌များစွာအားရခြင်းဝမ်းမြောက်ခြင်းကျေးဇူးတင်ခြင်းတို့ဖြစ်ရပါပြီ။မတင်ရန်ကုန်၌လာနေခြင်းသည်ကျွန်တော်အားတက်တက်ဒုက္ခပေးရာရောက်နေတော့ကြောင်းနဲ့မတင်ယူဆပုံကိုသိရရာဤနေရာ၌ကကျွန်တော်နှင့်သဘောကွဲလွဲလာပါ၏။တွေ့ရမည်ရှိခြင်း၌ဝမ်းသာခြင်းတွေ့ရိုက်ခြင်း၌ဝမ်းမြောက်ခြင်းပြောရခြင်း၌အားရခြင်းကြားရခြင်း၌နှစ်သိမ့်ခြင်းတွေ့ရဆုံရပြောရကြားရခြင်းတို့ကိုပြန်လည်အောက်မေ့ဆင်ခြင်ရ၌စိတ်ရှင်ပြခြင်းဤသည်တို့သည်ကျွန်တော်တို့၌မတင်ရန်ကုန်တွင်ရောက်ရှိနေခြင်းကြောင့်ခံစားရသောဒုက္ခတို့ပါပေသည်ဤသည်တို့ဖြင့်သာအားမရတင်မတိမ်သေးမူ daily top များရေးပြီးကျွန်တော်အားလက်ဆောင်ဖြင့်ဆက်ဆက်ပေးပါရန်တောင်းပန်ခဲ့ပြန်သည်ရခင်ကတော့မတင်၏စိတ်နေသဘောထားညံ့အမြင့်ယူဆတို့သည်နည်းနည်းရရမဟုတ်မတင်၌ကိန်းအောင်နေသောမျိုးချစ်စိတ်သည်လည်းအလွန်ကြီးမားနေစွာဟုကျွန်တော်ဒီမြင်အားဖြင့်ကျွန်တော်တယောက်သာပြောကြားခဲ့တယ်။ယခုတော့သခင်သိမ်းမောင်ကဲ့သို့သောပုဂ္ဂိုလ်ကပင်ကျွန်တော်ထင်အမြင်တိုင်းပြောကြားရလေပြီဖြစ်၍မတင်မြမြပင်ညှင်းဆန်ခြင်းပြုစေကမူထိုကုံပုတ်တို့ကမတင်အဖို့မလွဲမသွေဖြစ်ခဲ့ပါပြီ။မတင်ကဲ့သို့သောသူအားကံအားလျော်စွာတည်ကြံခွင့်ရခြင်းသည်ကျေးဇူးကြီးပါ၏။မတင်ဤဆောင်မတို့သည်တိုင်းပြည်အားစဉ်းစားဉာဏ်ထက်သန်စေလေပြီ။စင်ချဉာဏ်တန့်ဝင်စေခဲ့လေပြီ။ကျွန်တော်တို့ကဲ့သို့သောစွန်တိုင်းပြည်၌ထိုစိတ်ထိုမှန်ထိုဉာဏ်အစွမ်းကိုအမျိုးသမီးတိုင်းရနိုင်ရန်အရေးကြီးပါ၏။မတင်ကျမ်းမာလာသောနေ့တွင်တိုင်းတုံစေလောက်သောအမျိုးသမီးများပြောင်းလဲခြင်းကိုပြနိုင်ပါစေဟုကျွန်တော်တို့ဝိုင်း၍ဆုတောင်းကြပါကုန်အံ့။ညနေတကောင်ထိစကားပြောနေရခြင်း၌ကျွန်တော်စိတ်တွင်ဝမ်းသာခြင်းကိုငဲမိ၍အတော်ပင်ညှိနှက်ခဲ့ပါသည်။မတင်အင်းကျမကြီးကိုမတွေးမိခြင်းတွင်ကျွန်တော်တက်ညှင်းပန်းရာကြပါတော့တယ်။ဝေဒနာကိုဆိုင်းငံ့ထား၍တနေ့တစ်ခါဘုံလဲ၍တဲမဲစွာခံရတာကြောင့်ဆင်ချင်ပြီးဖြတ်တဲ့ဖြတ်ရန်ပြောလိုက်သည့်အတိုင်းညကစဉ်းစားကြည့်အောင်မတင်ပြောစကားမှန်လာတာကြောင့်ဤအလေးဆိုကိုနောက်ထပ်မှန်လိုက်နာကျင့်ကြံခြင်းမပြုတော့ဘဲကျမ်းမာရေးကိုဂီယူဆိုင်နိုင်သလောက်စိုက်ပါတော့မည်ဟုကတိပေးပါပြီမတင်ချစ်မောင်တို့ကြောင့်သူတွေယောက်ျားမိတ်ဆွေတွေမဟုတ်ပဲမိန်းမမိတ်ဆွေကောင်းများရှိဖို့လိုသည်ဟုကျမယုံကြည်နေခြင်းဖြစ်သည်ဖြာနေလျက်နှင့်အနာမပေးသည့်သူ့အလေးဆိုကြီးကိုတားမြစ်ပေးနိုင်ခဲ့သည့်အတွက်သူ့ကိုပင်ပြန်၍ကျေးဇူးတင်ရသည်ညနေဘက်တွင်လူလွတ်၍သူ့ထံသို့ကျေးဇူးတင်ကြောင်းစာရေးပေးပို့လိုက်တယ်။မမိနိုင်သောညရုတ်တရက်အိမ်အပြန်ဖို့ရာကိစ္စပေါ်လာ၍ဝင်စီဆက်လက်ထုတ်ပိုးပြနေစဉ်သူသည်အိမ်ရှိခန်းတွင်ရောက်နေတယ်။နက်ဖန်ညနေသင်္ဘောဆင်းရမည်ဖြစ်တာကြောင့်အချို့ပစ္စည်းများကိုထုတ်ပိုးနေ၍ချက်ချင်းထမသွားနိုင်အချိန်နည်းနည်းကြာသွားတယ်။ကျမနက်ဖန်ပြန်တော်မည်အကြောင်းကိုအိမ်ရှိတွင်ထထိုင်ချင်းပြောလိုက်တယ်။သူစိတ်ထဲတွင်ကျမပြန်သွားမည်ကိုမပြန်လာမည်လမ်းသို့သွားသူလို့ထင်နေသည်လားမသိပေ။ကျမပြန်သွားပေမဲ့တပေါင်းလောက်ပြန်ရောက်ချင်းရောက်ပါလိမ့်အောင်မယ်လို့ပြောလိုက်သည့်တိုင်စိတ်လက်ကြီးရှင်သွားသလိုလည်းမတွေ့ရပေ။ညစဉ်သူနှင့်တွေ့၍စကားပြောကြသည့်အချိန်မှာယနေ့ညပါ73ချိန်ဖြစ်တယ်။ညတိုင်းဘူးသူတဖြစ်ပွေရာတွေကိုကြားနာ၍မငြီးနိုင်အောင်ပြောတယ်။တညသူကအပြောသမားတသက်ဖြစ်တယ်။တညသူကနားထောင်သမားတသက်ဖြစ်တယ်။အခြေတင်ပြောကြသည့်ညများလည်းရှိတယ်။ယနေ့ည၌ကျမလည်းမပြောသူလည်းမပြော၍နေစိတ်နေကြတယ်။ပြန်ခါနီခွဲခါနီသူပြောသည့်စကားသာကြားရမည်ဖြစ်သည်။သူကိုရှင်ဝေစကားပြောလို့သည့်စိတ်မပေါ်ပေါက်၍သူအပြောသာဆောင်နေတယ်။သူလည်းမပြောကျမလည်းမပြောပဲထိုင်နေကြတယ်။ကိုလည်းလှုပ်ရှားပင်မလုပ်ပဲငြိမ်ကြီးထိုင်နေကြတယ်။အာနာပါနကမ္မထမ်းကိုစီဖြန်နေကြတဲ့ကဲ့သို့ဖြစ်တယ်။တနိုင်မှတနိုင်သို့ပြောင်းသွားတိုင်းတစ်ချက်ပြီးတစ်ချက်ရိုက်ခတ်တီးခတ်လိုက်သည့်အခန်းနာရီကြီးကကျမတို့ကိုထွက်သက်ဝင်သက်ကိုလိုက်မှန်နေသလိုပင်ပ
ပတ်ဝန်းကျင်အရာဝတ္ထုတို့မှမြည်ထွက်လာသည့်အတန်မလန်တွေသာရှိတယ်။ပြင်ပမှအတန်သာကြားရတယ်။ညစဉ်ညတိုင်းဤအခန်းထဲမှထွက်ပေါ်လာသည့်သူအတန်ကပျောက်ရည်နေပြီ။တခဲနဲ့တိတ်ဆိတ်ငြိမ်သက်ခြင်းရှိလာတယ်။ဤညသည်ကျမတသက်သားတွင်မှတ်မှတ်ရရဖြစ်စရာကောင်းသောညဖြစ်တယ်။ညီဦးရန်9နာရီခန့်ကနေစ၍စကားတခုမှမပြောကြဘဲငြိမ်ထိုင်နေလိုက်ကြသည်မှာတကောင်ကျော်လောက်ရှိမှာကျွန်တော်မနှက်ဖန်သင်္ဘောဆင်းခဲ့ပါအောင်မယ်ဟူသောစကားတခွန်းတည်းနဲ့ထပြန်သွားသောကြောင့်ထိုညကိုအမတ်တရားကြီးဖြစ်နေရတယ်။သူပြန်သွားပြီးရဲ့နောက်တမျိုးတမည်ကြီးဖြစ်၍ကြံရစ်ခဲ့ရတယ်။ခါတိုင်းလိုစကားများပြော၍ပြန်သွားလျင်လည်းဟုတ်သေးတယ်။ယခုတော့4နာရီလုံးတခွန်းတပါတားများမပြောဘဲသူ့လို့သွားပုံကိုအံ့ဩပြီးဘာကြောင့်ယခုလောက်ကြာအောင်ငြိမ်ပြီးထိုင်နေသလဲဘာကြောင့်စကားမပြောဘဲထိုင်နေသလဲထိုင်နေရင်ဘာရီများသူတွင်းနေမလဲဟုသိချင်စိတ်အလွန်ပြင်းထန်နေမိတော့တယ်။ငြိမ်ချက်ကအကောင်လွန်သည်မှာအံ့ဩစရာကောင်းလွန်၍ကျမသည်လည်းစကားတခွန်းမှမပြောနိုင်မိ။သူငြိမ်သလိုလိုက်ငြိမ်ထိုင်နေလျက်အမှုရာကိုလေးလေးနက်နက်အကဲခံနေမိတယ်။မနက်ဖြန်တင်မောစိတ်တွင်ကျမကိုစကားပြောမည်မပြောမည်ကိုမသေးချ၍ပြန်ပြီးနှုတ်ဆက်စာတစ်စောင်းသူ့ကိုပေးလိုက်ရန်ထိုင်၍ရေးနေတယ်။ကျမရေကိုယူဆိုင်ဖို့ရအဓိကထားရေးတယ်။မနက်အစောကြီးထားပြီးဖျားသို့သွားတယ်။ဖျားကအပြန်စကော့စီယခုပိုးချုပ်စီသို့ဝင်နေ။စကော့စီတွင်တဆိုင်ဝင်တဆိုင်ထွက်နှင့်ဝင်လိုက်ကြသည်မှာအချိန်တော်တော်ကုန်ခဲ့တယ်။ကျမနှင့်အဖော်ပါလာသည့်တော်ကသင်္ဘောလက်မှတ်ယူရန်နေရာဦးအောင်စောစောဆင်းချင်သည်ဆိုပြီးကျမကိုစေးတိုက်တွင်ချထားခဲ့ပြီးရဲ့နောက်အိမ်သို့တန်းပြန်သွားတယ်။စေးတိုက်ကဆီယာမရီအားညနေပြန်မည်အကြောင်းနှုတ်ဆက်ကဈေးမဝင်လာတော့လက်ဆောင်ကိုဆီယာမအားထုတ်ပေးတယ်။ဆီယာမနှင့်တော်ကြာပင်စကားပြောနေပြီးမှသူထံသို့ညနေသင်္ဘောစိတ်စောစောဆင်းမည်အကြောင်းပြန်ဖြစ်ကြောင်းကိုတယ်လီဖုန်းဆက်ပြောလိုက်တယ်။ခဏနေပါအောင်ဆို၍တအောင်ဆောင်နေပြပြန်နေအမြန်ပေါမလာသည်နှင့်ကြကြမဆိုင်နိုင်၍အပါဝါမှရဲမျောဆောင်ကြည့်နေရတယ်။သူလာပြီသို့တော့သူတယောက်တည်းမဟုတ်ပဲအဖော်3-4ယောက်နဲ့တွေ့လာတယ်။စီတိုင်ဝါ၌ပင်ကျမရန်နေတယ်။ဆီယာမများကိုနှုတ်ဆက်ပြီးထက်ခဲ့သည်ဖြစ်၍စီတိုင်ထဲသို့ပြန်ဝင်၍မဖြစ်ပေ။လမ်းတွင်ပင်ရဲစကားပြောမည်ဟုအနားရောက်လာသည့်အထိရဲဆောင်နေပြန်ဖြစ်တယ်နော်လို့သူကစာမိတယ်။သူဖော်ရင်လည်းသူနဲ့အတူရန်နေကြပြီးမှသူ့ကိုနှုတ်ဆက်၍ဆက်လျှောက်သွားကြတယ်။ကျမကပြန်ဖြစ်ကြောင်းပြောပြီးစာကတော့ညနေသင်္ဘောပေါ်ကြမှာပဲပြီးတော့မယ်ဟုပြောလိုက်တယ်။အခုဘယ်ပြန်မလဲဘယ်သွားမလဲမိခွန်းနှမျိုးမေး၍ဘယ်မှမသွားပါဘူးအိမ်ပြန်မယ်လို့ပြောလိုက်တယ်။တယောက်တည်းလားသူကမေးလဲအောင်မလားဟုထင်လိုက်မိရာတယောက်တည်းဟုသူကချက်ချင်းပြန်မိတယ်။ကျမလည်းပြုံး၍ဟုတ်ကဲ့လိုက်ဖို့အောင်မလို့လားရီပြီးပြောလိုက်တယ်။အဟုတ်ပင်လိုက်ပို့တော့တယ်။လာလေသွားမယ်ဟုဆိုကခြေလမ်းပြနေတယ်။ဖြစ်ပါမလားဦးချစ်မောင်တော်ကြဟုတ်ကဒီကစကားဆုံးအောင်နားမထောင်မဲကျွန်တော်လိုက်ဖို့မယ်ဒီစိတ်တိုက်မှာတွေးစားကကျွန်တော်လိုက်မဖို့ခဲ့ဘူးတွေးစားကမပို့ရပါမဲ့အခုမတင်တင်ပြန်ခါနီးပြန်မဲ့နေ့ကျွန်တော်လိုက်ဖို့ဖြစ်ရပြီလာပါဟုစိတ်ပါလက်ပါပြောခေါ်နေ၏ညင်ဖို့ခက်သည်နဲ့သူနဲ့အတူထရော်လီစီး၍လမ်း90သို့ပြန်ခဲ့ရတယ်လမ်းထိပ်တွင်ဆင်းကြတဲ့ညနေစောစောဆင်းခဲ့ပါမယ်ဟုနှုတ်ဆက်လျက်ထရော်လီဘော်သို့ပြန်တက်လိုက်သွားတယ်။အော်ဘယ်ရှိကန်တင်မော်စိတ်သို့တခင်သိမ်းမောင်လိုက်ဖို့တယ်။ကျမတို့တင်မော်ခန့်ထဲသို့ရောက်ပြီးတအောင်ကြာမှသူပေါက်လာတယ်။တခင်သိမ်းမောင်နဲ့သူအနေငယ်စကားပြောပြီးကျမကိုစာအုပ်တစ်ပုံကြီးနဲ့စာအိတ်တစ်အိတ်လှမ်းပေးတယ်။ကျမလည်းညကရေးလာသောစာကိုသူ့အားလှမ်းပေးလိုက်တယ်။အိမ်သို့ရောက်လျင်စာထည့်လိုက်ပါမည်ဟုပြောလိုက်တယ်။အိမ်တွေတိတ်ခါတွေနဲ့ဘလို့ပင်ဖုံး၍ထားပြီးလင်သူရင်ထဲ၌ဖြစ်နေသည့်အတိတ်ဘယ်ကိုသူ့မျက်လုံးတွင်တွေ့လိုက်ရတယ်။ကျမလည်းပြန်ခဲ့ရသည်ကိုသူကဲ့သို့ပင်စိတ်မကောင်းလာပြီ။သူဤချွေရင်ချက်တွေကိုကျမလောက်ဇွတ်တရပြောမိသူသူ့၌တရားမှရှိလိမ့်မည်မဟုတ်ဟုတနာမိတယ်။နောက်ဆုံးခွဲကြသည့်တိုင်သူ့ထံမှစကားတခုမှမကြားလိုက်ရပြီ။တင်မော်ထလျင်ထွက်ချင်းရှေးဥစွာစာအိတ်ကိုဖောက်ကြည့်တယ်။စာကိုအင်္ဂလိပ်ဘာသာနဲ့အင်္ဂလိပ်စကားလုံးရိုးနဲ့ပြလှလှလေးသုံးလုံးရေးသားထားတယ်။ဤစာတွင်စဉ်းစားဖွယ်ရာများပါတယ်။လေးလေးနက်နက်စဉ်းစားရန်ရှိပေးတယ်။သူစာ၏အတိတ်ဘယ်ကမာတင်ဒီတစ်ခါအလေလာနဲ့ပတ်သက်လို့မနေ့ကတွေ့ကြတာဟာနောက်ဆုံးအကြိမ်ပဲလို့ထင်မှတ်မိတယ်။ကံအားလျော်စွာပဲကျွန်တော်အထင်ဟာမှားခဲ့တယ်။ကျွန်တော်ပေါ်မှာကျူနာသက်ပြီး
ဒီနေ့နေ့လည်းနောက်ထပ်တစ်ကြိမ်တွေ့ခွင့်ပေးလိုက်တော့ပေါ့ဒါဟာကျွန်တော်ထင်မိမာတာကိုပြတာပဲဒီလိုတွေ့ကြရတဲ့အထိမ့်မှတ်ကလေးကလည်းပျော်ရွှင်နှစ်သိမ့်ဖွယ်ရာကောင်းလွန်းလို့ကျွန်တော်အတွက်မှဖြစ်အလွယ်ကလေးနဲ့မမေ့သင့်မေ့အပ်ပါဘူးဒီအတွေ့အထူးအကြုံသစ်ကြောင့်ကျွန်တော်မှဖြစ်ဒုက္ခရောဒုက္ခပါဝေဒနာနှမျိုးစလုံးကိုခံစားလိုက်ရတာပဲဒါပေမဲ့အမှန်တိုင်းဖွင့်ပြီးပြောရမယ်ဆိုရင်ဒီလိုတရတာစိတ်နှလုံးကိုခိုက်ပြီးအသေးထဲမှာဖိုလိုက်ဖြစ်လွန်းလို့ကျွန်တော်ဖြစ်ဝမ်းသာရမည်လားဝမ်းနည်းရမည်လားဆိုတာမခွဲခြားနိုင်အောင်ဖြစ်မိတယ်စိတ်ထဲမှာဒီလိုဖြစ်နေလျက်ကပဲနောက်ဆုံးကြရင်ဖြစ်ဝမ်းသာရမယ်ကျေးဇူးရှိရမယ်လို့ယုံကြည်နေရကိုတော့ဝန်ခံရမှာပဲမာတင်တင်ဟာကျွန်တော်ကိုအသွင်တစ်မျိုးပြောင်းလိုက်တယ်ဆိုတဲ့အကြောင်းပြောခဲ့ပူပြီးပြောင်းနီးကလည်းသိမ့်မြန်တာပဲ။အိုးမြန်တာမလေအော်သွားလာအောင်ကိုမြန်တာပါပဲ။ကျွန်တော်ဖြင့်ဒီအပြောင်းလေးအကြောင်းဖြစ်ပေါ်လာတဲ့ချိုအေးညင်သားတဲ့ဝေဒနာတစ်မျိုးကိုအခုထက်ထိခံစားနေရုံရှိသေးတယ်။မာတင်တင်လည်း Fothering Gay လိုပဲအစမ်းတစ်စဲတွေကိုလုံနိုင်ဆန်းခဲ့တာလို့ပြောတာဟာအမှန်ပါပဲ။ကျွန်တော်ဟာလည်းFothering Gay လိုပဲအဲ့ဒီအစမ်းကျဲတွေကိုဆုံးရှုံးရတဲ့အတွက်ပို့ပြီးယူကြုံမရဖြစ်ရတယ်ဆိုရင်မှားမယ်မထင်ဘူး။ယူကြုံမရစိတ်ဒုက္ခဖြစ်မှုဟာလည်းကျွန်တော်အတွက်တသက်ပါပဲ။ဒါပေမဲ့ဒီဒုက္ခဟာအစမ်းတစ်ကျဲထူခြားနေပါတယ်။ပျော်စရာကောင်းတဲ့အတိတ်အကြောင်းတွေဟာဒီဒုက္ခထဲမှာရုံးနှောလျက်သားဖြစ်နေတော့ဒီဒုက္ခတွေဟာခံစားပါတယ်။မတတင်ပြန်သွားပြီလို့ကျွန်တော်တယောက်တည်းဖြေရခက်အောင်ဖော်မဲကြံခဲ့ရင်ကျွန်တော်တော့မတင်ပြန်လာအောင်ပါပဲဆိုရက်မျောလင့်ချက်ကလေးနဲ့ပဲကိုနှစ်သိမ့်ဖြည့်ဖြရမှာပဲရန်ကုန်ကိုလေရန်ကုန်မတင်ကိုယ်တိုင်ဖန်တီးတီဆောက်ခဲ့တဲ့မြို့ရန်ကုန်ကိုလေဒါကိုစုပြေးသားရလာအောင်မတင်တယောက်သားအသက်သွင်းဖန်တီးပေးနိုင်မှာပဲနောက်ပြီးမတင်ကျွန်တော်ပေါ်မှာတနာကျင်နာကယူနာထားခဲ့တာတွေရှေကိုလည်းအရင်လိုပဲဆက်ပြီးတနာကယူနာထားအောင်မာတာတွေကိုယုံကြည်မျှော်လင့်ပြီးတော့ကိုဖြစ်သိအောင်မယ်ကျွန်တော်ပြောခဲ့ဘူးတယ်မဟုတ်လားအရင်တုန်းကကျွန်တော်မသိခဲ့တဲ့အချို့အချက်တွေကိုမတတင်ကဖော်ထုတ်ညွှန်ပြပေးခဲ့တယ်လို့အစတုန်းကကျွန်တော်ကျွန်တော်ခွန်အားနဲ့ပြေဆုံးလာပြီလို့အောက်မိခဲ့တယ်ဒါပေမဲ့လာကျွန်တော်မှာခွန်အားရဲလို့မရှိခဲ့ပါကလားကျွန်တော်အတ္တကိုကြိုးကင်းတဲ့လူတစ်ယောက်ရဲလို့လဲထင်မှားခဲ့မိသေးတယ်ဒါပေမဲ့ကျွန်တော်ဟာဘလောက်တောင်အတ္တကိုကြိုးကြည့်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာမတတင်ကိုယ်တိုင်မြင်လာရပြီနော်ကျွန်တော်ဟာဖြင့်ကျွန်တော်ကျွန်တော်ကယူမဆိုင်ပါဘူးလို့ပြောခဲ့တယ်ဒါပေမဲ့မတတင်ကကျွန်တော်ကျွန်တော်အားပြခဲ့တယ်ကျွန်တော်ဟာဂုဏ်တရေရှိအမျိုးသမီးတစ်ယောက်ရဲ့ဂုဏ်ထက်ကျွန်တော်သိခါကိုသာကျွန်တော်ပို့ပြီးမက်ခဲ့တယ်ဆိုတာဟာပေါ့ဒါရီဟာကျွန်တော်ချွင်ရင်ချက်ညံပြင်းချက်တွေပေါ့ကျွန်တော်ကျွန်တော်မြင်အောင်ဘသူတူတရားမှမပြခဲ့ဘူးတဲ့နည်းမျိုးနဲ့မတင်ဟာကျွန်တော်ကိုပြလိုက်တယ်ဒီအတွက်လည်းကျေးဇူးအများကြီးတင်လာပါတယ်ကျွန်တော်စိတ်ထဲမှာနည်းနည်းလာပြီလို့ထင်ခဲ့မိတဲ့ကျွန်တော်စိတ်ပညာဟာအတိမ်ကလေးရှိပါသေးကလားစိတ်ပညာစာအုပ်ကြီးကကျွန်တော်ကိုမပြနိုင်ခဲ့တာတွေကိုမတင်ရဲ့ပါနဲ့လျင်မြန်အမြင်တန်မှုနဲ့ကျင်လည်ရေးချစွာဝေဖန်ပိုင်းခြားမှုကလေးတွေကဒုကနေတောက်ကနေဖွင့်ပြခဲ့တာပဲလေကဲမတင်ရဲ့စားနဲ့ပတ်သက်ပြီးပြောရအောင်မယ်ဘလို့ပဲအလျင်စလုံးနဲ့ရေးလိုက်တယ်ဆိုပေမဲ့ရည်ရွယ်ရင်အချက်တွေဟာစာထဲမှာအပြည့်စုံပါပြီးဖြစ်နေတယ်။မတတရေးလိုက်ပုံဟာကျွန်တော်အုံနောက်ထဲကိုသာမကပဲကျွန်တော်အသေးထဲထိအောင်ဆွဲသွားတာပဲ။မတတဟာစကားပြောတဲ့အခါမှာပြေပြစ်လိမ့်မှသလားစာရေးတဲ့အခါမှာလည်းစကားပြောတဲ့အတိုင်းတွေ့ရတယ်။ဒီတော့မတတဒီလိုစာရေးကောင်းတာကိုနည်းနည်းမှမအံ့ဩတော့ဘူးပေါ့။တခါတော့ကကျွန်တော်ဟာရေပုံရအားဖြင့်မိမတွေကိုတဲပြီးအထင်မကြီးခဲ့ဘူး။အခုတော့ကျွန်တော်ယူဆတွေကိုပြောင်းလဲပြရတော့မယ်။မာတင်ဟာဖြင့်မိမတစ်မျိုးလုံးတက်ချီကျူးလောက်တဲ့အဖြေကိုပေးလိုက်တယ်ဆိုတာကျွန်တော်ဝန်ခံရမှာပဲ။အရင်တုန်းကတော့ကျွန်တော်ဟာအတော့ကိုခက်တရောရှိပုံရတယ်။အဲဒါကြောင့်မလို့ဒီအတွက်အခုတောင်းပန်လိုက်ပါတယ်။နောက်ပြီးကျွန်တော်အတွက်အဆန်းဖြစ်နေတာတခုရှိသေးတယ်။လူနှစ်ယောက်ဟာဘယ်နည်းနဲ့မှအတွေ့အကြုံထက်တဲ့တူမနေဘူးဆိုတဲ့စကားရှိတယ်။ဒါပေမဲ့မာတင်နဲ့တွေ့ဆုံပြီးစကားပြောခဲ့ကြတာတွေကိုပြန်ပြောင်းပြီးတွေးကြည့်ရင်မာတင်နဲ့ကျွန်တော်နှစ်ယောက်မှဖြင့်ထပ်တူထပ်မြအယူအဆအတွေ့ခေါ်တူညီတိုင်းဆိုင်နေတဲ့အချက်တွေရှိပါကလားလို့သိရတယ်။ကြည်ပုံရှုပုံယူဆပုံတွေနဲ့ပတ်သက်ပြီးကျွန်တော်နှစ်ယောက်သဘောတည်းဖြစ်နေတဲ့အချက်တွေရှိနေတယ်။ဖြစ်နိုင်မယ်ဆိုရင်ဒီလိုသဘောချင်းတိုက်ဆိုင်တဲ့အချက်ကိုအကြောင်းပြုပြီးမာတင်ကလည်းအစဉ်သင့်မယ်ဆိုရင်ကျွန်တော်နှစ်ယောက်ခုထပ်ပို့ပြီးခ
ခင်မင်ရင်းနှီးလာကြလိမ့်မယ်လို့မျှော်လင့်မိတယ်။တဦးမြတ်တာတဦးမှဆိုတဲ့စကားဟာရှေးပညာရှိတွေရဲ့နှုတ်ကမွတ်ဟထပ်ပေါ်လာစဉ်ကစပြီးဘယ်နဲ့ရောအခါမှဘသူတဦးတယောက်ကမှအတိတ်ပဲမရှိဘူးရဲ့လို့မဆိုဝင့်ခဲ့ဘူးနော်။ကျွန်တော်တို့အချင်းချင်းခင်မင်မှုဟာကျွန်တော်တို့အကျိုးကျေးဇူးအများကြီးဖြစ်ထွန်းလိမ့်မယ်လို့ယုံကြည်မိတယ်။ကျွန်တော်တို့အချင်းချင်းတည်ကျွမ်းမှုကလေးဟာတော့ကျွန်တော်တို့အကျိုးဖြစ်ထွန်းစေခဲ့ပြီးယောက်ျားပြီးအရှက်မရှိလို့ဖို့ကိုမတင်တင်ကျွန်တော်ကိုလမ်းပြခဲ့တယ်။ကိုမပိုင်ဆိုင်တဲ့အပြုတ်ကလေးတစ်ယောက်နဲ့အတူနေထိုင်သွားလာတာကိုအခြားလူတွေမမြင်သင့်ဘူးလို့ကျွန်တော်စိတ်ထဲမှာအမြဲပဲဆွဲမှတ်ထားခဲ့တယ်။လူတွေကမေးကြတယ်။ကျွန်တော်နဲ့သွားတဲ့မိန်းကလေးလလလေးဟာဘယ်သူလဲလို့သူတို့ကတော့သိချင်လို့မေးကြတာပါပဲလေ။ဒါပေမဲ့ကျွန်တော်သူတို့ကိုမပြောပြနိုင်ဘူး။သူတို့ကိုအမှန်တိုင်းမပြောနိုင်ဘူး။လိမ့်လေပြီးတော့လည်းမပြောချင်ဘူး။ဒီလိုမတွေ့ကြခင်တော့ငါဆိုရင်ကျွန်တော်ကိုကျွန်တော်ကျင်းနဲ့ကျင်းမြောင်းလာတဲ့ပတ်ဝန်းကျင်ထဲမှာဖုံးအုပ်ထားမိခဲ့တယ်။ဒါကြောင့်မလို့ပေါ့အခုလဲအံ့ဩစပွဲတွေတွေ့ဆုံကြတော့ကျွန်တော်စိတ်ထဲမှာဘာလို့ရမှန်းမသိဘူး။ဘာပြောရမှန်းလဲမသိဘူး။ကျွန်တော်စိတ်ထဲမှာဝမ်းနေသွားတယ်။ဒါပေမဲ့ဝမ်းလဲသာနေတယ်။ကျွန်တော်ရင်ထဲမှာဘလို့ဖြစ်နေရဲဆိုတာကျွန်တော်စီကားဘက်ကိုမပြောတတ်တော့ပါဘူးလေ။ကျွန်တော်စိတ်ထဲမှာရှိနေပုံတွေဟာတရိုးသေးဖြစ်လွန်လို့မပြောပြနိုင်လောက်အောင်ပါပဲ။မတတင်ရဲ့စိတ်ထဲမှာမတတင်ထွက်ခွာသွားလို့ကျွန်တော်တို့မှလွတ်လပ်ပေါ်ပါသွားပြီလို့များထင်မှတ်ရင်အကြီးကျယ်လွဲတာပဲမတတင်ထွက်သွားတဲ့ဆိုကြတဲ့ကကျွန်တော်တို့အဖို့ဝမ်းနဲ့ပလက်ဖြစ်နေရတဲ့အချိန်မှာမတတင်ကဒီလိုထင်မှတ်ပြန်အောင်မယ်ဆိုရင်ကျွန်တော်တို့မှဒီထက်ပိုပြီးဝမ်းနဲ့ပလက်ဖြစ်ရတော့မှာပေါ့ကျွန်တော်တော့မတတင်ကိုဆွဲသွားပြီးကျွန်တော်တသက်သားမှဖြစ်ဘယ်တော့မှမေးပြောင်းနိုင်မှာမဟုတ်တော့ဘူးလောကမှာမတတင်ကလွဲပြီးဘယ်မိန်းမကျွန်တော်တဲ့ထဲဖောက်ထွင်းဝင်ရောက်လာနိုင်ခဲ့ဘူး။ဒါဘူးပြောတာမဟုတ်ဘူးနော်။ဒါကြောင့်မလို့ကျွန်တော်သတိရတဲ့ဂီယူဆိုင်တဲ့ခင်တဲ့မိန်းကလေးဟာလည်းမတတင်မဲလို့ပြောချင်တယ်။ဒီလိုရေးခါနီမှာရေးတဲ့မရေးတဲ့ချိန်ဆနေမိသေးတယ်။ဒါပေမဲ့ကျွန်တော်အရင်ကတကယ်ပုဂ္ဂိုလ်ကြီးတွေဟာလည်းဉာဏ်ပညာထက်မြက်တဲ့မိန်းမတွေကိုသတိရခဲ့ဂီယူဆိုင်ခဲ့ခင်လာခဲ့ကြတာပဲမဟုတ်လား။လောကမှာမိန်းမကိုဒီလိုချီးမြှင့်တာဟာကျွန်တော်တယောက်တည်းမဟုတ်ဘူးလို့မျှော်လင့်ပါတယ်။ဒီတော့မတင်တင်ကိုကျွန်တော်ခင်မင်နာတွေမတင်တင်ရဲ့အယူဆအရေးချင်းတွေကိုလေးစားမြင်လို့တာတွေကိုစိတ်ချထားစေချင်တယ်။ကျွန်တော်ကူညီလိုတဲ့အခါမတင်တင်ရဲ့အကြံဉာဏ်ကိုတောင်းခံဖို့အစဉ်သင့်ဖြစ်နေသလိုကိစ္စရှိတဲ့အခါမှာကျွန်တော်စီကအကြံဉာဏ်ကိုပဲယူပါလို့တားမှန်လိုက်ပါတယ်။နောက်ပြီးကျွန်တော်တကယ်အကြံဉာဏ်တွေကိုပေးနိုင်အောင်လို့မတင်တင်ကလည်းကျွန်တော်ကိုအားသွင်းပေးပေါ့နော်။ဟုတ်လား။တကြောင်ပြီးတကြောင်ဖက်၍စဉ်းစားနေတယ်။အလုံးဖက်ပြီးတော့အခါထက်၍ဖက်တယ်။ထက်၍ဖက်ပြီးတော့အခါတစ်ခါထပ်ဖက်မိပြန်တယ်။ဖက်၍မပြီးဖက်၍မညီဖက်၍မယိုအမျိုးမျိုးစဉ်းစားနိုင်စရာကောင်းသည့်စာဖြစ်၍အထက်ထက်ဖက်ကြည့်တယ်။အမျိုးမျိုးလဲတွေ့တယ်။အမျိုးမျိုးလဲစဉ်းစားတယ်။သို့သောဤစာကိုဖက်ပြီးဆုံးဖြတ်ချက်ဖြစ်အောင်မချနိုင်ခဲ့ပြီ။နနလီနိုင်တွင်ကျမတို့မျိုးတို့တင်မောဆိုင်ကလာတယ်။တညာလုံးမအိပ်ပဲတညာလုံးစာသားထိုင်ဖက်ခဲ့၍အိမ်ရောက်လျင်ရောက်ချင်းထိုအိပ်ပြလိုက်တယ်။နနက်ရှင်နိုင်လောက်မှအရာကနိုးတယ်။လုံနေကြထုံစံအတိုင်းမျက်နှာမသေးခင်စပွဲပေါ်မှသတင်းစာကိုဆွဲလန့်ဖက်တယ်။မတ်လ22ရက်နေ့စနေနေ့ထုတ်သတင်းစာဖြစ်တယ်။ပါနေကြယနေ့သတိပြုရန်အခန်းကလေးကိုတွားမြင်မိတယ်။အပိုက်နံပါတ်88ဖြစ်တယ်။လူချင်းခွဲကြရာတွင်ဝမ်းသာသူကဝမ်းသာ၍ဝမ်းနေသူကဝမ်းနေ၏ဝမ်းသာသူကလွတ်ပြီးကျွတ်ပြီးဟူသောဝမ်းသာခြင်းဖြင့်ဝမ်းသာ၏ဝမ်းနေသူကကွဲကွာရလိမ့်ပြီးဟူသောဝမ်းနေခြင်းဖြင့်ဝမ်းနေတယ်အခွဲခြင်းတူတော့လဲစိတ်၌ထိခိုက်ပုံခြင်းတူခြင်းမှတူသည်ကိုသတိပြုဖို့ကောင်းလေတယ်ဤယနေ့သတိပြုရန်ယနေ့ကျမသတိရရန်တသက်ဖြစ်တယ်ကျမသည်သူထံသို့စာရင်းရန်သတိရသည်မှန်တော့လဲမရေးဘဲနေတယ်စာရင်းရန်ညီငွေ၍လည်းမဟုတ်စိတ်မပါ၍လည်းမဟုတ်မခင်၍လည်းမဟုတ်ပေရောက်လျင်ရောက်ချင်းစာရွေး၍ပို့လိုက်မည်ဟုလေးလေးစားစားအမတ်ထားလာသည်လည်းဖြစ်တယ်သို့တော်လည်းမရေးဘဲနေတယ်ဘာကြောင့်နည်းဆိုရင်ကျမစိတ်တွင်တခုခုဖြစ်နေရဖြစ်တယ်ဘလို့နည်းဆိုရင်တခုခုနဲ့တုံကြီးလျက်နေသလိုဖြစ်နေတယ်3-4ရက်အကြာလင်းသူ့ထံကဤစာရောက်လာတယ်တာကြနေညာကအလွန်လေးလံသောခြေဖြင့်သင်္ဘောပေါ်မှဆင်းခဲ့၏စိတ်များသည်သင်္ဘော၌ကျန်ရစ်ခဲ့တာကြောင့်
လူကို၌ပေါ်ပါရန်ရှိတော်လဲအလွန်လေးလံထိုင်မိုင်းလာခဲ့တယ်။အနီးတွင်မစ္စတာရဲ့တယောက်သာမပါမရှိပါမူတင်မော်ကြီးမြဝအောင်မှဖြောက်ခွဲသွားသည့်တိုင်အောင်ရက်နေမိမှာအမှန်ပင်ဖြစ်တယ်။တမျက်နာကိုကြာနိုင်သမျှကြာမြင့်အောင်ဆောင်ဆိုင်ကြည့်ရှုနေမိကမုတ်ချမလွဲဖြစ်တယ်။ယခုတော့အဖော်နှင့်ဖြစ်၍ခေါင်းကိုများမဖော်နိုင်ပဲခွဲခွာ၍လာခဲ့ရတယ်။ကမ်းနားတွင်မစ္စတာရဲလည်းတရထားစီ၍ပြန်သွားခဲ့တယ်။29ရက်နေ့သွားဖြစ်လျင်တယ်လီဖုန်းဖြင့်အကြောင်းကြားမည်ဟုပြောသွားတယ်။ကိုရိုင်းတော်ကပေးခဲ့သောစာကလေးကိုဖတ်ခြင်းစိတ်အလွန်ပြင်းထန်သောကြောင့်လန်ချားဖြင့်ပြန်မြည်ရှိစဉ်ကိုလာဖေကိုနာနှင့်ကလကတားပြန်ကိုသိန်းဖေတို့ထိုသင်းပေါ်မှာပင်အတိလိုက်ပို့ပြီးပြန်ဆင်းလာသောကြောင့်၎င်းတို့နှင့်အတူဒလောက်ဟိုစီလန်ယခုမဟာဗန်ဒူလာလန်သို့ရောက်၍ကိုသိန်းဖေကဖာလူတာတောက်ခြင်းသည်ဆို၍လေယာသားတောက်ရသည်တယ်။စာကလေးကအိတ်ထဲမှာပင်ဖာလူတာမတောက်ပဲနေခဲ့သည်မှာ8နှစ်ရှိပြီဖြစ်သောလဲထို့သို့ပြန်လဲတောက်ရတွင်အရသာထူးထူးခြားခြားမရှိ။စာကလေးကိုဖတ်ရတော့သာထူခြားလာစွာသောအရာသာကိုခံစားရအံ့ဟုဖတ်ခြင်းစိတ်တို့သာလျှင်ယိုဖိတ်လျက်ရှိနေတယ်။တိုက်တို့ရောက်လျင်ရောက်ချင်းဖတ်၍ကြည်လိုက်ရာမတင်တင်၏ဆုံးမသွန်သင်ချက်တို့ကိုတွေ့ရတယ်။အကယ်၍ထိုသင်ချက်တို့ကိုမရရှိပါကအစာအိတ်အသွားအလာတို့ကိုဆင်ခြင်၍နေမည်မဟုတ်မူလာကကဲ့သို့ပင်ပေါလွတ်ပဲစားနေထိုင်၍သွားမည်သာဖြစ်တယ်။အဘဲကြောင့်ဆိုသောထို့သို့ပေါလွတ်ပဲစားနေ၍မိမိတွင်တစုံတစ်ခုပြည့်စည်သည့်တိုင်အောင်ဤသူတဦးတယောက်ကမျှအရေးလောက်ကြမည်မဟုတ်ယခုသောမိမိ၏တရေရှင်ရေးတမျှအရေးကြီးလာသောကိစ္စတွင်အရေးပိုင်သောသူတဦးကအလုံးချရင်ပြည့်စည်နေမယ်နော်ထိန်းပါစိတ်ကောင်းပါရစီဟုဆိုဖော်ရတာကြောင့်မိမိအတွက်ပင်မဟုတ်စေကမူထိုသူ၏စေတနာအလဟတ်မဖြစ်ပါစေသောငါရှေးအခါကထက်နေရထိုင်ရင်စားရည်တောင်ရည်တို့၌လေးစားသမှုဂရုပြုရပါပြီအလောက်ကိုင်းကိုလည်းစူးစားပါနော်စီးပွားရေးဆိုရင်ဘာမှမလစ်ဟင်မဲနဲ့တိုးပွားရတိုးပွားကြောင်ပြုမယ်ဆိုရင်လောကမှာအောင်မြင်ခြင်းတစ်မျိုးပါပဲဟုဆိုရနိုင်လေလိုက်နာတဲ့လိုက်နာထိုက်သောကိစ္စဖြစ်လာသောကြောင့်အမအတိုင်းမဆိုင်မတော့ဆောင်ရွက်လုပ်ကိုင်းသွားမည်ဖြစ်ကြောင်းမတင်တင်သိရှိစေရန်အကြောင်းပြန်ရပါတယ်ထိုတောက်ကြတဲ့ညကတညလုံးပင်အိမ်၍မပြောမိမိအပေါ်၌အလိုလိုက်၍သွားပေသောသူ၏အကြောင်းကိုတွေ့ရခြင်းဖြင့်ပါမိုးသာဆင်ဆင်လင်းခဲလျက်မျက်တောင်တစ်ချက်မှမခံမိပဲရှိ၏စနေနေ့တွင်နေရင်းမြို့သို့ရောက်၍ထိုမှတဖန်တော်ဘက်သို့ခီးဆက်မည်ဟုဆိုသွားခြင်းကြောင့်ဤအချိန်တွင်ဤသို့ရှိပေလိမ့်မည်ဤအခါ၌ဤနေရာကိုပြုပေလိမ့်မည်ဤအကြား၌ဤစကားကိုဆိုပေလိမ့်မည်စသဖြင့်တရေရေတယောင်ယောင်ထင်ယောင်မြင်ယောင်မိလျက်သာတနေကုန်တနေခမ်းတညဆန်းတအာယုံတက်၍တမိုးတောင်တနေထွက်ခဲ့ပြန်နေရောက်လင်ရောက်ချင်းစာထည့်လိုက်မည်ဆိုသွားပေခြင်းကိုထောက်လင်ဤတနင်္ဂနွေ၌စာရောက်ရမည်ဟုအခောက်အဖန်ဖန်တရဝံကလားကိုစာတိုက်သို့လွှရပြန်နေပထမတစ်ကြိမ်၌လာနေကြမရသောကြောင့်ဒုတိယတစ်ကြိမ်စာပေးဝေခြင်းရောက်ပါစေဟုသာဆုတောင်းနေ7နာရီခွဲခဲ့ပြီးကလားလင်းစာများယူ၍လာခဲ့ပြီးကြည်လိုက်သောအခါတညလုံးတနက်နေ့လုံးမျောလင့်တောင်းတနေသောစာကားပါ၍မလားစိတ်တွင်ကြည်စွာဟာ၍သွားလေတယ်တညလုံးတနက်နေ့လုံးထိုစာကိုသာမှီ၍နေခဲ့တယ်ထိုစာကိုသာစော၍နေခဲ့တယ်လာချိန်တည့်၍မလာသောခါ၌ကတအားလျော်သွား၍သွားမိတယ်အိတ်ကမပြောစားတော်မမင်းလွမ်းရှိန်မပြောက်တအားမမင်းတသွေ့ရောင်ရောင်တပြောင်းပြပြဟုကိုခန်းစရာရေးဆက်ခဲ့သည့်ပမာပြာပါကျွမ်းလောင်ခြင်းဖြစ်တယ်ထိုဝေဒနာ၏ပြင်းထန်ပုံကိုသူသိမည်မဟုတ်အချို့သောပုဂ္ဂိုလ်တို့ကအရေးမကြီးဟုဆိုကပေါ့ပေါ့ဆဆနေလိုက်လျင်အချို့သောသူတို့၌စကြဝဠာတိုက်တောင်းတွတ်တွတ်ခါတကယ်သို့ဖြစ်ရသည်ကိုထိုပုဂ္ဂိုလ်များသိရှိရမိခြင်းမရှိကြောင်းထိုကြောင့်ပင်အေးလူလူနေကြခြင်းဖြစ်လေသလိုဟုတွေးတော်ရင်စိတ်၏ဖျော်ဖြေရာကိုရှာပါတော့လေစာကလေးကဖလိုက်ရပေအောင်ဟန်ခဲထားသမျှတို့မှအချီးနှီးဖြစ်ရသောကြောင့်ဖြေသာဖြေမပြေတဲ့ဒီအလွမ်းဆိုတကယ်သို့ဖြစ်ရလေတော့တယ်မြမအလင်းသတင်းစာမတ်လ22ရက်နေ့ထုတ်ယနေ့တတိပြအခန်းတွင်ဖော်ပြပါရှိသောအချက်ကလေးမှာမတိသူတို့တက်လေးနက်သည့်အတိတ်ပဲတစိမ့်စာများမရှိတော့လဲတိသူတို့တက်အဘယ်မြဝမ်းနဲ့ခြေခွဲဖွဲကောင်းသည်ကိုကိုရာအရေးကြုံလျင်သိနာရရောက်၏ယနေ့တတိပြရေးသောဆရာတို့ကပေါ်ပေါ်ဆဆပင်ရေးလိုက်ကြဟန်တူပေတယ်သို့သောသက်ဆိုင်သူများအတန်မှမူနှလုံးထဲမှနာကျင်စွာခွဲ၍ထွက်ပေါ်လာသောဓာသွားပမာထ
ထက်သည့်စကားများဖြစ်ရလေတယ်။တရားသည်သူတို့ကတရားနှင့်ဖြေဖြော်နိုင်ကပြေပြောက်ဖွယ်ရရှိပါသေး၏။တရားမရှိသူတရားမသိသူတို့ကလွမ်းစိတ်ကိုဖြေဖြောက်၍ရနိုင်မည်မဟုတ်။ထိုစိတ်ဖြင့်ပင်တစ်ချိန်လုံးတစ်နေ့လုံးတစ်ညလုံးတရေရေးရောင်ရောင်ဖြစ်ရတော်မူဖြစ်၏။ထိုစိတ်ဤဓာတ်သက်သည်ကိုရခင်ကမသိ၍ထိုစိတ်ဖန်ဆာရာကြောင့်သတိလစ်ဟင်းနေသူတို့အားရှုံတင်ပြေချခဲ့တော်လေ။မိမိကိုယ်တိုင်ထိုစိတ်ဤဖန်ဆာခြင်းကိုခံရသည့်အခါ၌ကနောက်ကပြောမဆိုမဖြစ်ခဲ့သည်များတို့အတွက်အပြောခံရသူတို့အပေါ်တွင်အာနာမိလျက်မိမိအတွက်လည်းရှက်ကြခြင်းဖြစ်မိ၏သို့သောထိုစိတ်သည်ထိုရှက်ကြခြင်းတည်းဟုသောစိတ်တို့ကိုပါတုံပန်းပမာဖန်ဆီးနှိပ်ကွပ်ခဲ့ကြ၏ပြည်တရေးထက်ဝမ်းရေးခက်၏ဝမ်းရေးထက်လွမ်းရေးခက်ချပြီးတရားကိုတည်သူဖြစ်ပန်မှာကလည်းအတိခောက်လျက်အဝင်နဲ့ခဲ့ချပြီးအော်ဘယ်ရှိကန်အပိရာစကားရဲ့ကြောင့်တီလာရခုပုံဘယ်စုတောင်အကြောင်းကိုမြက်ဖုံးမှုတတ်တော်ရှိလင်ကွက်ပေါ်အောင်မွက်ဖော်တည်စေလိမ့်မယ်လို့စောမိအာယုံစာဆုံးငယ်ဆုံးအုတ်တုံမချင်းအတိတ်ကဲခုလို့ဘယ်မူပို့လို့အနာဂတ်ကိုဘယ်လိုဖြစ်မယ်လို့တနေ့ကုန်ပြန်လန်းရှောက်ချင်လားရှေ့နောက်အခင်းချစ်မောင်သူစာကိုဖတ်ပြီးတော့ကျမလည်းစာထဲမှာပါသည့်အကြောင်းအချက်များကိုမစင်စားတော့ပဲစာထဲတွင်မပါသည့်အကြောင်းချက်တွေကိုသာကြော်လွန်ပြီးစဉ်းစားကြည့်တယ်။ကျမပြန်တော်မူဆိုလိုက်လျင်ဆိုလိုက်ချင်းတခွန်းတပါတာများမဟာပဲငြိမ်ကျသွားသည့်အတိတ်ပဲ။လေးနိုင်လုံးလုံးစကားတခုမှမပြောဘဲဆက်လက်ပြီးငြိမ်ထိုင်နေသည့်အတိတ်ပဲတွေကိုထည့်သွင်းစဉ်းစားပြီးနေရတယ်။သူအကြောင်းသာလျင်စဉ်းစားတယ်။သူစာအတိတ်ပဲတွေကိုအခြေခံထားပြီးကိုမမြင်ကိုမသိနိုင်သည့်ရှေ့အနာဂတ်ကိုလည်းတွေးကြည့်တယ်။သူစာဤနောက်ဆုံးအပိုက်ကပြာကိုကအလွတ်ရနေတယ်။ဘယ်ရှိကန်အပိရာစကားရဲ့ကြောင့်တီလာရခုပုံဆိုလိုက်သည်မှာတီပုံဆန်း၍ကျမလည်းဤအတိုင်းပင်တွေးကြည့်သူဖြစ်တယ်။ဘယ်စုတောင်အကြောင်းဘလို့တယ်လို့ညက်ပုံမို့တတ်တော်ရှိလျင်ကွက်ပေါ်အောင်ဝတ်ဖော်တည်စေလိမ့်မယ်လို့စောမိအာယုံဟူသောအပိုင်းနဲ့စာဆုံးငယ်ဆုံးအုတ်တုံမချင်းအတိတ်ကဲလုံးခုများဘယ်မူပို့လို့နာဂတ်ကိုဘလို့ဖြစ်မယ်လို့တနေ့ကုန်ပြန်လည်လျှောက်ခြင်းလားရှေ့နောက်အခင်းဟူသောအစုံအပိုက်တွေကိုကျမလက်ခံစဉ်းစားစရာရှိလေသလားဟုတွေးကြည့်တယ်။ကျမသည်သူကဲ့သို့ဖျားရှင်အားလျှောက်ခြင်းမိခြင်းစိတ်ရှိမရှိကိုလည်းစစ်ကြည့်တယ်။ဘာဖြစ်ကြလိမ့်မည်ကိုသူကဲ့သို့သိခြင်းစိတ်ထားရမည်လားမသိအောင်ဖြစ်တယ်။သူအတိတ်ဘယ်ရီနဲ့သူကိုဘလို့ဆွဲရမည်နည်းစာရီဖယုံနဲ့ဘယ်နည်းနဲ့မှတိတိကျကျမဆွဲနိုင်မီမိမိတွေထင်နိုင်ရနေသည့်အဖြစ်ကိုမှန်သည်မမှန်သည်ကျမအတက်ပြောနိုင်ပါမည်လို့ကျမလည်းသူစာကိုဖတ်ပြီးစိတ်အိုက်စိတ်ရှုပ်သွားတယ်ညနေဘက်တွင်မြို့စွန်ရှိမြစ်ကမ်းနားလို့ညနေဘက်တွင်မြို့စွန်ရှိမြစ်ကမ်းနားတို့လမ်းလျှောက်ထွက်ခဲ့တယ်မြစ်ထဲသို့ရောက်အောင်ထိုးထွက်လျက်ပုံသဏ္ဍာန်ရှိလျားလာသည့်အစိုးရတရားကြီးကထွေရရတွေးတောလာသောကျမအားသူနေရာသို့လာရောက်၍လောကင်စဉ်းစားချင်ရာစဉ်းစားရန်ဖိတ်ခေါ်နေလေတယ်။ညနေခင်းတွင်တအောက်နာနေ၍အလွန်ကောင်းသောနေရာကြီးဖြစ်တယ်။လေကလည်းတဖြူဖြူတိုင်းနေတယ်။လူသူကလည်းရှင်နေတယ်။တစ်ဖက်ကမှဆန်ဆက်တွေနဲ့လေတံပန်းတုံကင်းစသည့်ရေရင်တွေကိုကြည်ရသည်လဲစိတ်ပြေ၏။ပြောင်းလဲခြင်းတစ်မျိုးရတယ်။ဟင်းလင်းကြီးလင်းနေသည့်ကောင်းကင်ပြဲကြီးတွင်တိမ်တွေမြူးနေတယ်။ရှေးကရိုးရိုးရိပ်သွားနေရသို့နောက်ကလိုက်ကရှက်သန်းလေးဖွယ်နေတယ်။တိမ်အုပ်တိမ်ဆိုင်ကြီးထဲသို့တိမ်နီတိမ်ပြားတိမ်ဝါများရောသွားတိုင်းရောင်စုံပေါင်းကူးသွားသည့်အလားကိုကောင်းကောင်းကြီးမြင်နေရတယ်။ဤနေရာဤတရားတွင်စိတ်ဤငြိမ်သက်ခြင်းရခဲ့တယ်။စိတ်ဤချမ်းသာခြင်းလည်းဖြစ်ခဲ့တယ်။ဤများသာမဟုတ်သေး။အခုတစ်မျိုးတော်ကြတစ်မျိုးတွေးတောပြန်လွင်၍ထိုင်းမိုင်းတွေဝေသောစိတ်များပျောက်ကွယ်သွားလျက်စိတ်ဓာတ်တစ်ခုလုံးကြည်လင်သွားသည့်အကျိုးကိုပါရခဲ့တယ်။အိမ်တို့ပြန်ရလျောက်ခြင်းကျမ်းမာစွာရှိကြောင်းနဲ့ကျမ်းမာစေဖို့ရာနေ့စဉ်ပင်ဆုတောင်းကြောင်းကိုကောင်းမွန်စွာစာပြန်ကြားလိုက်တယ်။စာလာတိုင်းပင်စာပြန်လိုက်တယ်။ကျမစီတို့ယခုရေးပို့နေသည့်စာတွေမှာသူနဲ့မတွေ့ခင်ကရေးနေကြစာတွေထက်မြက်သွက်လက်စွာရေးလာတယ်။စာတိုင်းကြပြမလွတ်အောင်ရေးတယ်။အချို့စာတွေကောင်းလိုက်သည့်ရတုပိုင်ရှိတွေမှာဦးချင်မောင်၏ပြိုရဲစင်ကကြပြဟုစာအုပ်ရိုက်ထုတ်ဖို့ပင်ကောင်းနေလူကြည်လင်တော်တော့ဖုန်ကြီးသူ့လောက်အင်းတွေမကြည့်နိုင်မီ
သို့သောသူရေးသောစာနှင့်သူဖွဲ့သောကြပြများမှာသူရေးတာမှဟုတ်ရဲ့လားဟုထင်မှတ်လာအောင်ညူလွန်ရင်လွန်တီတီတတနိုင်လွန်၍သူနှင့်မလိုက်အောင်တခြားစီဖြစ်နေတယ်